Story time for Kids Facebook page ကနေတသားမီတို့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။တသားမီတို့အားလုံးပဲမင်္ဂလာပါ။ဒီကနေ့တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ယုံနှင်းလိပ်ပုံမြင်လေးပဲဖြစ်ပါတယ်။ဟိုးရှိတုန်းကတောဟုတ်တစ်ခုထဲမှာအရန်အပြင်းမြန်တဲ့ယုံလေးတစ်ကောင်နဲ့အရန်နှိကွေးတဲ့လိပ်လေးတစ်ကောင်အတူတူနေထိုင်ကြပါတယ်။ယုံလေးဟာအရန်အပြင်းမြန်ပြီးတော့လိပ်ကလေးကတော့တရွေ့ရွေ့ပဲသွားပါတယ်။တနေ့သူတို့နှစ်ဦးတွေ့ဆုံတဲ့အခါမှာယုံလေးကသူ့ရဲ့အပြေးအမြန်လုံးကိုဂုဏ်ယူစွာနဲ့လိပ်ကလေးကိုကြွားလုံးထုတ်ပါတယ်။ဟေးလိပ်ကလေးငါမှဒီကဘာမှာအပြေးအမြန်ဆုံးပဲ။မင်းသွားတာကိုကြည့်ရတာနှေးကွေးလိုက်တာပါ။မင်းသွားတာဒီလောက်နင်းနေရင်လိုရာခီးကိုဘယ်ချိန်မှရောက်နေမှာလဲ။လိပ်ကလေးကလည်းအေးဆေးစွာနဲ့တကယ်ချင်းယုံလေမင်းအပြေးမြန်တာငါသိပါတယ်ခင်ဗျာဒါပေမဲ့ငါအတွက်ကတော့မင်းလိုမြန်မြန်မပြေးနိုင်တာကြောင့်ဆွဲရှိတာကပိုရေးကြည့်ရလို့ငါထင်တယ်ယုံလေးကစိတ်မရှိစွာနဲ့ဆွဲရှိတာကဘာလို့ရမှာလဲငါသိတာတော့ငါကမင်းထက်အများကြီးကိုပြေးနိုင်တယ်ဒါကြောင့်ငါကမင်းထက်ပိုတော်တယ်မင်းကတော့ဒီလိုအသုံးမကျတဲ့ဘဝနဲ့နေသားကြနေတာဆိုတော့တဏှာကတဏှာမြန်မြန်ဆန်ဆန်သွားနိုင်တဲ့ခံစားချက်ကိုမင်းနားလည်နိုင်မှာမဟုတ်ပါဘူးကွာယုံကလေးရဲ့စော်ကားပြောဆိုမှုတွေကိုတီးမခံနိုင်တော့တဲ့လိပ်ကလေးကကောင်းပြီအဲ့ဒါဆိုရင်ငါတို့အပြေးပြန်ရမှာဘသူအရင်ဆုံးပန်းနိုင်ရမှာကြည့်အောင်ယုံကလေးကတင်သွားပါအပြေးပြန်မင်းယူနေတာလားလိပ်ကလေးမင်းငါ့ကိုနိုင်မယ်လို့များထင်နေရလားမင်းငါ့ကိုဘယ်တော့မှမနိုင်ဘူးလိပ်ကလေးကနိုင်မယ်မနိုင်ဘူးဆိုတာပြိုင်ပွဲပြီးမှစကားဆက်ပြောကြတာပေါ့ကွာယုံလေးကလည်းကောင်းပြီလေပြိုင်ပွဲမှာတွေ့ကြပြီပေါ့ကွာဘလို့မြန်မြန်ပြေးရလဲဆိုတဲ့ပညာရက်မျိုးငါမင်းကိုသင်ပေးရတော့မှာပေါ့ပြိုင်ပွဲစတင်မှုအတွက်အခြားကလေးဆန်တွေလည်းပဲစုဝေးရောက်လာကြပါတယ်ပန်းနိုင်ကတော့တောအုပ်ရဲ့အခြားတစ်ဖက်မှာရှိတဲ့တစ်ပင်ကြီးတစ်ပင်ဖြစ်ပါတယ်အဲဒီလိုနဲ့ယုံနဲ့လိပ်တို့ရဲ့အပြေးပြိုင်ပွဲကြီးစတင်มาတော့တယ်ပြိုင်ပွဲစတာနဲ့ယုံကလှင်မြန်စွာပြေးထွက်သွားပါတယ်လိပ်ကလေးကိုလည်းမခံချင်အောင်လိပ်ကလေးငါကတော့ရှေ့ရောက်နေပြီနော်ပန်းနိုင်ကိုအရင်သွားပြီးတော့မင်းဘယ်အချိန်မှပန်းဝင်လာမလဲသိရအောင်အရင်သွားပြီးစောင့်နေမယ်နော်အဲ့ဒါလို့ပြောပြီးတခုံထိုးပြေးထွက်သွားပါတော့တယ်ယုံကလေးဟာအရန်မြန်တဲ့အတွက်လိပ်ကလေးထက်အများကြီးရှေ့ကိုရောက်သွားပါတယ်ခဏအကြာမှာတော့ယုံကလေးကလိပ်ကလေးကတော့အဝေးကြီးမှာကျန်ခဲ့ပြီငါခဏလောက်အနားယူရင်းနဲ့သူ့ကိုစောင့်မှာပါလိပ်ကလေးဒီနားကိုရောက်လာမှငါထပြေးလေငါပဲနိုင်ပါလေယုံကလေးဟာအဲ့ဒီလိုတွေးပြီးစိတ်ချလက်ချနဲ့တစ်ပင်ကြီးရဲ့အရေးမှာအိတ်ကုန်သွားပါတယ်လိပ်ကလေးကတော့ယုံကလေးလိုမြင်မြင်မပြေးနိုင်တဲ့အတွက်တရွေ့ရွေ့နဲ့ပုံမှန်မနာတမ်းဆက်ပြီးတော့သွားနေပါတယ်ပြိုင်ပွဲစတာနဲ့နှေးကွေးပေမဲ့လည်းမရက်မနာပဲဇွဲရှိရှိနဲ့ဆက်ပြေးနေပါတယ်သူဟာယုံကလေးအိပ်ပျော်နေတဲ့တစ်ပင်ကိုဖျက်ကျော်ပြီးပန်းနိုင်စီသို့တရွေ့ရွေ့နဲ့ဆက်ပြီးသွားပါတော့တယ်မကြခင်မှာတစ်ပင်အောက်မှာအိပ်ပျော်နေတဲ့ယုံကလေးနိုးလာခဲ့ပါတယ်ဟာငါအချာကြီးအိပ်ပျော်သွားတာလိပ်ကလေးဘယ်ရောက်သွားပြီလဲမသိဘူးဟာမဖြစ်သေးပါဘူးငါမြန်မြန်ပြေးပါအဲ့လိုပြောပြီးအမြန်ဆုံးအချိန်နဲ့ထပြီးပြေးပါတော့တယ်ဒါပေမဲ့လိပ်ကလေးကတော့ပန်းနိုင်ကိုကြိုပြီးကြောင်းနေပါပြီယုံကလေးပန်းနိုင်ရောက်တဲ့အချိန်မှာတော့လိပ်ကလေးဟာပန်းနိုင်ကနေဂုံယူဝင့်ကြွားတဲ့အပြုံးနဲ့စောင့်ကြုံနေပါတော့တယ်လိပ်ကလေးကကဲယုံကလေး
မင်းအခုဆိုနားလေလောက်ပြီလို့ငါထင်တယ် ယုံကလေးကတော့ရှက်ကိုရှက်ကန်းနဲ့ခေါင်းငုံထားရပါတယ်အပြည့်ပြိုင်မှုရောက်လာကြတဲ့ပြည်သက်တွေကလည်းလက်ကလေးကိုဝိုင်းပြီးတော့ဂုဏ်ပြုကြပါတော့တယ်လက်ကလေးကဆက်ပြီးတော့ယုံကလေးကိုအခုလိုပဲဆုံးမစကားပြောလိုက်ပါတယ် တငယ်ချင်းယုံကလေးမင်းကငါ့ထက်အဆအောင်များတော့အပြင်းမြန်တာအားလုံးသိပါတယ်ဒါပေမဲ့လည်းမင်းရဲ့မောက်မာမှုကြံဘက်ကိုအထင်သေးမှုဇွဲလုံးလာမရှိမှုတွေကြောင့်ရှုံးနေခဲ့ရတယ်ဆိုတာမင်းနားလေလောက်ပြီထင်ပါတယ် ယုံကလေးကလည်း အေးငါနားလေသွားပါပြီကွာ လက်ကလေးကဆက်ပြီးတော့ ဘယ်ကိန်းရောက်ဆိုဘသူကဘာပြောပြောဂိမ်းမဆိုင်ပဲကိုလုံနေတဲ့အလုပ်ကိုအာရုံထူးဆိုင်ပြီးဇွဲလုံးလာအပြင်းနဲ့စူးစမ်းအားထုတ်နေဖို့အရေးကြီးပါတယ်မိဒီကိစ္စမှာမဆိုအောင်မြင်မှုရဖို့အတွက်မိမိကိုယ်တိုင်ဘာလုပ်နေလဲဘလောက်အတိုင်းအတာထိလုပ်နေနိုင်တယ်စတာတွေကိုအသေးစိတ်သိနေရပါမယ်ပြီးတော့ပတ်ဝန်းကျင်ကဝေဖန်လာတဲ့အပံတွေကိုလည်းလိုအပ်တဲ့အကြံပေးမှုတွေကလက်ခံပြီးအပြစ်တင်ရှုံချတဲ့အပံတွေကိုတော့လက်ယူရှုတတ်ရပါမယ်အရေးအကြီးဆုံးကတော့အောင်မြင်မှုရဖို့အတွက်မလျှော့တော့ဆွဲလုံးလာနဲ့စူးစမ်းသွားဖို့ကအရေးကြီးဆုံးပါပဲ လက်ကလေးရဲ့ဆုံးမစကားတန်းနဲ့ကိုနားလေသွားတဲ့ယုံကလေးကပြိုင်ပွဲကနေခေါင်းလိုက်စိုက်ကြလျက်ထွက်ခွာသွားပါတော့တယ်။ဒါတို့သမီးတို့လည်းဒီပုံမြင်တွေကနေဘယ်လိုအကြောင်းအရာတွေကိုသင်ခန်းစာအဖြစ်ရယူနိုင်ခဲ့ကြလဲဆိုတာပြောပြခဲ့ကြပါဦး။နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတွေ့ရပါမယ်။